ချစ်ဥပဒေလေးထုတ်ပြီးပါအားနွယ်တဲ့သူဆိုတာမိစိန်ကလာလာညာမချစ်ဘူးတဲ့အတဲလေးကိုအချစ်စုလေးစိုက်ခါမကျင်နာသူရဲ့စက်သမျှလွမ်းမိုးလေးရင်နေရွာမောင်နှလုံးသားမှာအလွမ်းလေးများတောင်းနေဖြစ်လာပြရင်သူပါအချစ်ကြီးတဲ့ယောက်ျားတွေကပါစိတ်နဲ့မိန်ကလေးမလားရလို့သာမာရန်စိတ်ကလေးနဲ့စာပန်းချက်ရှင်နေသူ